Get tonight I'm in itဆိုင်တာဝင်မပါနဲ့နော်ယူရဧည့်သည်ကိုဦးစားပေးရမှာပေါ့မိဒါပဲပြောချင်တယ်နော်မို့နေတော့တရားလုံးရလားနေရွေလူကြီးကိုဖက်နဲ့စေးခိုင်းစရာလားနေနောက်ဆိုအစင်ကျင်တော့ချုံငယ်တဲ့ပတ်တိုင်ငါဘယ်သူမှခံမှာမဟုတ်ဘူး နင်ကအဲ့လိုကောင်းမမျိုးတဲ့အဲ့လောက်ဖြစ်နေလား ဒါငါကိစ္စပါနင်းနဲ့မဆိုင်ပါ တိသားပဲအဲ့ကောင်မလေနင်ပစံထဲကနေခဏခဏထုတ်ကြည့်ရကောင်မစားငါမြင်တာနဲ့တိတယ် မို့နေခိုးကြည့်ထားလား ငါကလည်းခိုးကြည့်ရမှာလေနင်ခဏခဏထုတ်ကြည့်နေလို့ငါမြင်တာ အေးလေနေတိပြီးတော့ပဲဟာချုံငယ်ကိုနောက်တစ်ခါအဲ့လိုမလုပ်နဲ့ငါလုံးဝမကြိုက်ချုံငယ်ကတစ်ချိန်ချိန်မှာငါလက်ထက်မှမင်းကလေးပဲ ဟုတ်လို့လားရောင်နေထုံးကြည့်နေလေတစ်ချိန်ကြရင်ငါ့ကိုလက်ထက်မဲ့ယောက်ျားနေမဲဖြစ်အောင်အဲ့ငါ့ရဲ့သစ္စာပဲချုံငယ် ရောင်းနေချုံငါ့ကိုတိတ်မလာပါနဲ့အန်တီတီလာတွေ့သွားရင်စုံနေအောင်မယ် ချုံငယ်ကလည်းယူရမုန်းနဲ့အမေနဲ့မနေ့ကတည်းက shopping ထွက်သွားကြတယ်ဟာဘာကိုနေထိုင်မအောင် ရောင်းလေးကိုမေးရအောင်မသိလား မေး အဲ့ယူရမိုးဆိုရယ်မိန်းမနဲ့ရောင်းနေနဲ့ဘလို့ပတ်သက်တာလဲ ဩသူလားအဲ့ဒါငါအော်စီမှာခင်ခဲ့တဲ့တငယ်ချင်းလေ bad friend လို့ပြောလို့ရတယ်ညီမပြည်တော်တော့ပြည်ဦးဒီမှာလဲကျင်တာနဲ့သူကဒီမှာ3ရက်လောက်နေကျင်တယ်ဆိုတော့အမေပြောရတယ်အဲ့ဒါအမေကလက်ခံပြီးလိုက်တော့ဘာမဟုတ် အဲ့ဒီမှာရှိတာတမျိုးကြီးပဲရောင်းလေးကိုတော့ပိုင်စိုးပိုင်နေနဲ့မသိငယ်ပေါင်းကြီးပေါ်ကြီးကြာနော်ပြီးတော့အန်တီတီလာလည်းသူ့ကိုတအားရေးပေးလို့နဲ့တင် ဟောအဲ့ဒါဒီလိုလေဟိုယူရမိုးရဲ့အတော်နဲ့အမေနဲ့ကဟိုမိတ်ဆွေတွေလေပြီးတော့အမေရဲ့ wife လေးတွေကိုလည်းယူရမိုးတော့ဖြုတ်ပေးနေတာပြောမယ်ဆိုလို့ရှိရင်စီးပွားဘက်ပါတနာလို့ပြောလို့ရတာပေါ့ဟာဒါပါပဲဖွင့်ရလဲ ဘလို့ပဲဖြစ်ပါလေရောင်းနေနဲ့ချိုးနေရှေ့ယူတကယ်ရင်လေးရဲ့သိလားအဖွားလည်းရောင်းနေနဲ့မပတ်သက်ဘူးခဏခဏပြောတယ်အဖွားကလည်းမပတ်သက်ပါဘူးဆိုပြီးဂရိတွေပေးပြီးတော့အခုလိုခိုးချောင်ခိုးရတွေ့နေအောင်လိပ်ပြလည်းမလုပ်ဘူး ဖွင့်အဲ့ဒီကိစ္စအတောင်တာအမေကငါ့ကိုချစ်ပါတယ်ငါပြောရင်ရတယ်တိလားဒါပေမဲ့တခုလည်းရှိရနော်ငါစူးစမ်းနေတဲ့အချိန်တောက်တွင်းမှာတော့ငါ့ဘုံမှာသက်သာရှိရမယ်နော်ကြားလား အင်းမရောင်ကြီးချိုးကလေရောင်လေးကိုချစ်လွန်းလို့ဒါအဆဆရရပြီးခံနေတာအဲ့မိမတကယ်လွန်တယ်သိလားမနေတော့မှအဖွားလျှော်ရမှာမို့လို့ဒါလေသူ့ဖက်နဲ့ကိုချိုးကိုယ်တိုင်လျှော်ပေးလိုက်ရတာ အားလားဟုတ်တယ်နောက်တစ်ခါအဲ့လိုမဖြစ်စေရဘူးလို့ငါကတိပေးတယ်နော် အေးရော ကျင်းဟိုတခုရှိသေးတယ်လားဟိုယူအောင်မော်လေနောက်ပြန်ပြန်တော့ပါတကယ် ကောင်း ဟုတ်ကြီး ခုံစုပ် မသမီးဘွားပြောတာကိုသိချမှတ်တာနေရာတကာမှာမာနကိုရှင်းရမ်းတင်လို့မရဘူး ဒါတော့ဒါပေါ့အဖွားရဲ့ဒါမဲ့လေသူနဲ့ကျူးနေတာဘာမှကျေးဇူးခံကျေးဇူးစားရှိရလည်းမဟုတ်ပဲနဲ့သူ့ဖက်နဲ့ကိုလျှော်ခိုင်းနေဆိုတာလွန်တာပေါ့လူမဟုတ်ရဲ့လားတော့မသိ ခဲ့ပါသမီးရဲ့အဲ့ဒါတွေပြောမနေပါနဲ့တော့ဘာပဲဖြစ်ဖြစ်သူကဒေါ်တီလာရဲ့ဧည့်သည်လေဘွားတို့ကဒေါ်တီလာအိမ်မှာကတ်နေရတာဆိုတော့
မတော်လို့ဒေါ်တီလာစိတ်မချင်မဲ့မောင်းချလိုက်ရင်ဖွားတို့မိဖွားမြောက်လမ်းဘေးမှာဒုက္ခရောက်နေမှာပြီးတော့သမီးအဖေနဲ့လည်းအဆက်အသွယ်ပြတ်သွားနိုင်တယ်လေ ဟုတ်ကဲ့ပါဖွားရဲ့ချူးနောက်ဆိုဆင်ခြင်ပါမယ်ချူးတို့ဘဝကြီးရတယ်လေအမြဲတမ်းကိုယ့်ဘာသာကိုနေရာချထားရတာကြာနေတာပဲဘသူနဲ့ပဲရှင်လားအမြဲတမ်းအလျှော့ပေးနေရတာကြီးပဲတစ်ခါတလေကြာရင်လေကိုယ့်ဘဝကိုယ်တော့မှမုန်းလာပြီသူများနှာခေါင်းပေါင်းတာအသက်ရှူနေရတယ်လို့ပဲ အော်မင်းလေးရဲ့အာမတန်တော့လေမန်လျှော့ရတာပေါ့ အဲ့ဆိုချူးတို့ကအမြဲတမ်းသူတို့နေသမျှကိုခံနေရတော့မှာလား အဲ့လိုလည်းမဟုတ်ပါဘူးမင်းလေးရဲ့ကံကြမ္မာဆိုတာဘယ်သူမှကြိုးမမြင်နိုင်ဘူးအဲ့တော့ပြစ္ဆုတ်ပန်ကိုတဲ့တဲ့ကြီးအလုတ်ကိုကောက်အောင်ကြိုးစားဟုတ်ပြီလား အဲ့ဆိုမနှက်ဖင်ကြရောလိုက်ရအောင်မလား လိုက်ရမှာပေါ့အဝတ်လျှော်စက်ကပြတ်နေတယ်တဲ့အဲ့တော့အဝတ်လျှော်ဖို့သမီးကူလုပ်ပေးရအောင်မယ်လေ ဝိရှိတရွေတော့ခံအောင်ပေါ့ ခဲပါတော်ပြီမနှိမ့်နဲ့တော့ညက်လဲနဲ့နေပြီသွားအဲ့တော့သွား ဟုတ်ပါ အာမတွေးမနေနဲ့အိပ်ပြောင်းအိပ် ကျုံငယ်ငါဝတ်တွေပါလျှော်လိုက်အောင်နော်ငါမနေ့ပြန်ပြန်ရတော့မှာမဟုတ်လို့ နေတာဘာလုပ်တာလဲ ဘာလို့လို့လဲအဝတ်ပဲလျှော်ခိုင်းတာလေ ငါကနေအတွင်းခံဒီလျှော်ပေးရအောင်နေကြုံမဟုတ်ဘူး ဟုတ်တယ်ငါကျုံတော့မဟုတ်ဘူးဒါပေမဲ့နင်အန်နီတီတာတို့အိမ်ကကျုံလေ ယူရမို့နေမရိုင်းလာ ਈ လား ဘာတွေဖြစ်နေကြလဲဘာဖြစ်တာလဲယူရ အန်နီတီတာဒီမလေးသမီးကချူးငယ်အဝတ်ပဲလျှော်ခိုင်းတဲ့ဟာပြီးတော့လေအဲ့ထဲမှာအတွင်းခံလေးပဲပါသွားတဲ့ဟာမလျှော်ပေးစင်တဲ့ပုံစံနဲ့ရန်တွေ့နေ ရှုငယ်နင်ဘာချိုးတာလဲ तू ကဧည့်တယ်လေ तू အလုပ်တွေနဲ့လုပ်ပေးရမှာပေါ့နင်ဒါပြောလာမချိုးနဲ့နော် အန်တီတီတာ तू လျှော်ခိုင်းတဲ့ထဲမှာသူ့အတွင်းခံပါနေရလေ အတွင်းငံပါတာဘာဖြစ်လဲဘာထူးဆန်းလို့လဲအတွင်းငံပါတာဟောဒုက္ခပဲနင်ဒီကဝှစ်လျှော်ရသူမဟုတ်ဘူးလားအကုန်လုံးလျှော်ရမှာပေါ့အတွင်းငံရဲ့ဘာခွဲနေလို့ရမလားအဲ့အတွင်းငံကိုပြောင်းလျှော်ပြီးရင်မြန်ချအောင်လုပ်ပေးလိုက် ဟောတာ မေ မန္တလေးကိုဒီပစ္စည်းလေးပို့ပေးပါလားတာရဲ့ဟိုတခြားသူတော့မဟုတ်ပါဘူးယူရမိုးရဲ့အတော်စီကိုလေ တာဒီမီကြီးကိုမန်နေဂျာကိုဆင်းပေးရပါလား မေမနေ့ကတခါလေးထည့်မပေးလိုက်ဘူးသူ့ အော်မမေလည်းအလုပ်များတော့သတိမေ့သွားတာပေါ့တာရဲ့တာတက်လည်းမသွားပါဘူးဖိုးထီကိုခေါ်သွားလေ အေးမေတော့ပိုးစီခြင်းတော့ပို့ပေးလိုက်မယ်နော် တာဒီမှာပြီးသားရောက်ဟောတာသမီးလေးကိုပြောလိုက်မမေကတတိရတယ် သူကမန်လေးမှမရှိတော့ဘူးမင်းညပဲတောက်ပြောတယ်ဒီမနက် flight နဲ့ပဲသူ Aussie ကိုသွားပြီတဲ့ အော်ဟုတ်လားအေး တွိုက်ပြီ
ဟဲ့ချူးမယ် ဟမ် ဘဲလျှောက်သွားနေအခုပဲငါနဲ့အရာချပြီးပြန်လာနင်းကိုမတွေ့လို့ ဘာဖြစ်လို့လဲ ဘာဖြစ်လို့လဲမသိဘူးအန်ဒီတီလာငါ့ကိုခေါ်ခိုင်းလိုက်လို့ခဏလိုက်ခဲ့အောင်အေး ဟာ တော်မလား အန်ဒီတီယာချူကိုခေါ်ခိုင်းလိုက်တယ်ဆိုဒီပတ်စံလေးကဘာလဲညီမမြင်ဘူးတဲ့ပတ်စံနေမြင်လိုက်ရတော့မက်တော်ပြီလားအဲ့ဒီပတ်စံနေယူပြီးညီတို့မြေးဖွားနေအောင်ဒီကနေအပီးပိုင်ထွက်သွားလိုက်ကုံကုံပြောမယ်ညီတို့မြေးဖွားနေအောင်ဒီမြို့ကနေအပီးပြောင်းလိုက်တော့ငါသားနဲ့လည်းမဆက်တော့နဲ့ အန်ဒီကချူနဲ့ရောင်လေးကိုဒီငွေနဲ့ခွဲလိုက်တာပေါ့ဟုတ်လား မင်းစရာလူသေးလို့လားအစားတွေကသိရမှာလေကိုအစင်တန်းနဲ့များငါသားကိုလာမှန်းနေတန်ရမှန်းစမ်းပါ၏ဒီမှာအန်ဒီကချူရောင်လေးပေါ်မှာထားတဲ့မေတ္တာတရားကိုငွေနဲ့တန်ဖိုးဖြတ်လိုက်တာပဲချူတို့ကအန်ဒီရဲ့အလုပ်သမားပါစင်လဲစင်ရဲပါတယ်ဒါပေမဲ့ကိုယ့်တိတ်ခါကိုငွေနဲ့တန်ဖိုးဖြတ်ရလောက်အောင်ထိအဲ့လောက်ထိတော့စိတ်ဓာတ်တွေမစေးရဘူးအန်ဒီထွက်သွားဆိုထွက်သွားပေးမယ်ချူတို့မြေဘွားအချိန်နဲ့ပဲပေးပါ ညီကမာနကြီးလေးပဲကြိုက်တယ်ကြိုက်တဲ့လောက်အချိန်ယူငါသားနဲ့မပတ်သက်ပြီးတာလေ စိတ်ချပါချူကလည်းသူများမကြည့်ပြီးပဲသူကိုစစ်စစ်တော့မကြည့်ဘူးရောင်နေတဲ့ချူလမ်းခွဲပေးမယ်ဒါမဲ့အန်ဒီချူဘက်ကလမ်းခွဲပေးပါရဲ့နဲ့အန်ဒီသားချူမှချူတန်းတန်းဆွဲဖြစ်နေရင်တော့ခုတ်သားကိုနိုင်အောင်ထိန်းတော့ ဟဲ့ကောင်မ ငါတယောက်ထဲလမ်းပြောင်းချင် Get tonight I may it should go day Way chick on to nagasa boy ma Daya goes ya she get it Do chama Jandu dui wanga Kapasauti we kwane bila Atasugamya chayanga tajima Longjong nebi tilla Meno yebawamya Atasugamya chazwanga nalama Why me say jada good type ya DJ can't you mother ballet then the other queen way bien so tweety na lay out maro a dasuri bien be my be